မင်္ဂလာပါအခုတံပေါက်ဝယ်လာခဲ့တယ်ပေါ့နော်ဒါကကြက်သားတံပေါက်ဖြစ်တယ်ပါဆယ်တပွဲကို30ကြက်သားကလည်းဟောဒီလိုကြက်သားနော်ဟောဒီလိုနော်မှန်ကြီးနော်ဟောဒီလိုကြက်သားအတုံးကြီးအကြီးနော်အကြီးနော်အကြီးတံပေါက်ကလည်းဒီလိုမျိုးပွဲထမင်းကဒီမှာတံပေါက်ထမင်းကဒီမှာဖိနှိပ်ပြီးတော့ထည့်ထားပေးတာလက်3လုံးရှိတယ်ဒီမှာလက်3လုံးရှိရနော်ဘူးရဲ့ site ကလက်3လုံး site ရှိတယ်အထဲမှာပါလဲဆိုလို့ရှိရင်ဒီမှာမယုတ်သီးကြော်ပါတယ်ဘူးလေးနဲ့တက်ထည့်ပေးတာနော်မယုတ်သီးကြော်ဒါကတရက်သီးကလတ်တယ်တရက်ရှင်ပေါ့နော်ပြောရမယ်ဆိုရှင်နော်မယုတ်သီးနဲ့တက်ဘူးနဲ့ထည့်ပေးတာဒီလိုမျိုးတစ်ဆက်ကို30ကြက်သားနဲ့နော်အဲ့တော့ဒီလိုမျိုးတစ်ဆက်ကို30ကိုဒီမှာပြထားတဲ့အတိုင်းပဲကြက်သားကလည်းဘလို့ကြီးလဲဘလို့အတုံးလဲဆိုတာနော်မြင်တယ်နော်အတုံးကိုတစ်ချက်ကြည့်လိုက်ကြက်သားအတုံးပြီးတော့အထဲမှာလည်းအနှစ်နဲ့ထမင်းရလည်းဒီမှာအထဲမှာအစုံပါတယ်နော်ဆန်ရဲ့ဒစီချင်းစီကိုကြည့်လိုက်နော်တံပေါက်ဆန်တစ်ချောင်းချင်းစီကိုကြည့်လိုက်ဒီမှာအရှိကြီးတွေတံပေါက်ဆန်အသေးမဟုတ်ဘူးနော်တံပေါက်ဆန်တစ်ချောင်းကိုအရှိကြီးတွေဖြစ်တယ်နော်အဲ့တော့ဒီတပွဲ30ကိုမတန်ဘူးလို့ပြောတဲ့သူကိုပြောချင်တာကဘာကိုကြည့်ပြီးတော့မတန်ဘူးလို့ပြောချင်တာလဲဘယ်ဟာကိုမတန်တာပြောတာလဲအသားပါတာကိုမတန်ဘူးလို့ပြောချင်တာလားထမင်းပါတာကိုမတန်ဘူးလို့ပြောချင်တာလားဘာကိုကြည့်ပြီးတော့ပြောချင်တာလဲအခုကျမပြတဲ့အတိုင်းနော်ကျမပြတဲ့အတိုင်းကိုတပွဲကို30နော်30အဲ့တော့ဓာန်ပေါက်ဆန်နဲ့ရှင်အောင်မလားဓာန်ပေါက်ဆန်နဲ့ရှင်ရင်လေဓာန်ပေါက်ဆန်ကလုံးဝညွန့်ပြီးကော့ပြီးတော့ဆန်ကြီးတွေမှာအရှိကြီးတွေနော်ကြက်သားနဲ့ရှင်မလားကြက်သားဆိုလဲခုတ်ထားတာမဟုတ်ဘူးအတုံးလေးတွေမဟုတ်ဘူးလက်တစစ်အတုံးလေးတွေမဟုတ်ဘူးနော်ကြက်သားတရုံးကိုရှိုးလိုက်အောင်နော်ဒီမှာဒီဘူးနဲ့တစ်ဆိုင်ထဲတောင်ဖြစ်နေပြီဒီကြက်သားနော်အဲ့တော့ဒီတပွဲကို30ကိုမတန်ဘူးလို့ဘာကြောင့်ပြောချင်တာလဲဘာလို့မတန်ဘူးလို့ပြောချင်တာလဲဒီထဲမှာထည့်ထားတဲ့ဓာန်ပေါက်ဆန်ကဓာန်ပေါက်ကဖော့ဘူးပြောရမယ်ဆိုစီတီရော့မှာထမင်းဘူးလေးတွေဖော့ဘူးလေးတွေလေအေးအဲ့ဒီထမင်းဘူးဖော့ဘူးတဲ့ကိုထည့်လိုက်ရင်တဘူးကွက်တိပဲဒီထမင်းကနော်တဘူးကွက်တိပဲဒါကပလတ်စတစ်ဘူးထဲမှာထည့်ထားလို့နဲတယ်လို့ထင်တာစီတီရော့မှာထမင်းဘူးတွေရောင်းနေတယ်ထမင်းဘူးတဘူးကိုတစ်ချက်နဲ့ပြား90ဆိုတဲ့ထမင်းဘူးဖော့ဘူးလေအဲ့ဖော့ဘူးတဲ့ကိုဒီထမင်းကိုတွန်ထည့်လိုက်အဲ့ဖော့ဘူးနဲ့တဘူးကွက်တိပဲတော့ကွက်တိပဲအဖုံးအောင်မှအဲ့ဒီထမင်းပေါ်မှာမှဒီအသားကိုထပ်ပြီးတော့တင်လိုက်မယ်ဆိုရင်အဖုံးအောင်ဖုံးလို့မရတော့ဘူးအဲ့ဖော်ဘူးကအဲ့တဘူးကိုမတန်ဘူးလို့ပြောတဲ့လူကိုပြောပြတာပါဘာကြောင့်မတန်ဘူးလို့ပြောချင်တာလဲလို့ပြောပြတာနော်အဲ့ပေါ့နော်ဘာလို့ပဲရှင်းလို့ရတယ်နော်ဒါတပွဲကို30အဲ့တော့ကျမတို့ကတော့တန်လို့ဝယ်စားတယ်ပြီးတော့အရသာပိုင်းနဲ့ဆိုင်ပတ်သက်လို့ပြောရမယ်ဆိုလို့ရှရင်လေအရသာကလည်းလုံးဝ shareမြန်မာပြည်ကဓာန်ပေါက်အရသာစစ်ကိုပါဇက်မှာရတယ်မြန်မာပြည်ကရန်ကုန်ကလေသိတယ်မလားနီလာဓာန်ပေါက်လေအေးအဲ့နီလာဓာန်ပေါက်ဆိုင်ကဓာန်ပေါက်အရသာကိုရတယ်ကြက်သားဆိုလဲအဲ့လိုပဲအဖုံးကိုဖွင့်လိုက်တာနဲ့ဓာန်ပေါက်ထဲမှာထည့်ထားတဲ့ထည့်ပြီးချက်တဲ့ကြက်သားအနက်ရတယ်နော်အော်ပြီးတော့နောက်တစ်ခုပြောသေးတယ်ဓာန်ပေါက်ဆိုတာတဲ့ဓာန်ပေါက်ထဲမှာထည့်ပြီးတခါတည်းကြက်သားကိုချက်ရတယ်လို့ပြောတယ်နော်မှန်တယ်ဓာန်ပေါက်နဲ့ကြက်သားနဲ့အတူတွဲချက်တယ်ဒါပေမဲ့ City Hall မှာရောင်းတဲ့ထမင်းဆိုင်ဒီမှာရောင်းတဲ့ဓာန်ပေါက်ကိုအဲ့ဓာန်ပေါက်နဲ့ဒီကြက်သားနဲ့ရောချက်ပြီးတော့ရောင်းလို့မရဘူးဘာလို့လဲဆိုတော့ရေရှည်ထားမခံဘူးအဲ့တော့ဓာန်ပေါက်ကတအိုးတက်ချက်ရတယ်ကြက်သားတအိုးတက်ချက်ရတယ်လာဝယ်တဲ့ခါကျရင်လည်းဒီလိုမျိုး separate ဘူးလေးနဲ့တဘူးစီကိုထည့်ပေးတယ်ဒါဆိုလို့ရှိရင်တနေကုန်ထားလို့ခံတယ်လို့ရေခဲတစ်တာထဲမှာထားပြီးတော့နောက်ရက်ပြန်တွေးစားလို့လည်းရတယ်နော်တချို့သူတွေပြောနေတယ်လို့မျိုးဓာန်ပေါက်နဲ့အသားနဲ့ရောချက်မှအဲ့ဒါဓာန်ပေါက်အစ်စ်လို့ပြောတယ်မဟုတ်ဘူးနော်မတူဘူးဒီလိုမျိုးခွဲချက်ရတဲ့အကြောင်းအရင်းကအထားခံအောင်လို့ဝယ်သွားတဲ့သူတွေလည်းအထားခံအောင်လို့ဒီလိုမျိုးခွဲချက်တယ်လာဝယ်ရင်လည်းဒီလိုဘူးလေးနဲ့ခွဲပြီးထည့်ပေးတာဖြစ်ပါတယ်အဲ့တော့ဘယ်ဟာကဓာန်ပေါက်ဟုတ်လဲဘယ်ဟာကဓာန်ပေါက်မဟုတ်ဘူးလဲဆိုတာကိုဘာတွေကိုညင်းကျင်သေးတာလဲနော်ညင်းကျင်တဲ့လူရှိသေးလားပြီးတော့တန်တယ်မတန်ဘူးလို့ညင်းကျင်တဲ့လူရှိသေးလားကဲဒါကတော့ကေတုဆိုင်ရဖြစ်ပါတယ် City Hall ဖူနန်နာလေးကကေတုမြန်မာထမင်းဆိုင်ကဓာန်ပေါက်ဖြစ်ပါတယ်အဲ့ဒီဆိုင်မှာဓာန်ပေါက်တစ်ပွဲကို30ပါကြက်သားနဲ့30စိတ်သားနဲ့12ချက်ဖြစ်ပါတယ်မြန်မာထမင်းဟင်းအကုန်စုံရပါတယ်မြန်မာရိုးရအစားအစာနဲ့ပတ်သက်ပြီးတော့အဲ့ဒီဆိုင်မှာအကုန်စုံရပါတယ်ပြီးတော့ဒီလိုမျိုးဟိုဟာလည်းရတယ်ပေါ့နော်
ဒါဆိုလို့ရှိရင်မော်လကောက်ပေါ့နော်မော်လကောက်လည်းရပါတယ်အဲ့တော့မြမရိုးရအစားအစာနဲ့ပတ်သက်ပြီးတော့ဘိန်းမုံမုံလကောက်တာကူဂျိုအစုံရပါတယ်เนาะတာကူဂျိုဆိုလို့ရှိရင်လည်းဒီမှာမုတ်ကြာစီပေါ့နော်မုတ်ကြာစီလေးတွေလည်းပါတယ်အထဲထဲမှာတာကူရဲ့မုတ်ကြာစီရဲ့အုံးသီးရဲ့ပြစ်တွဲနေရပဲချက်ထားတာเนาะအဲ့တော့မြမရိုးရအစားအစာနဲ့ပတ်သက်ပြီးတော့မုံနေစားခြင်းနဲ့ထမင်းနေစားခြင်းနဲ့ဟင်းနေစားခြင်းနဲ့လက်လက်ဆက်ဆက်အရသာကို share ဖိမိဝိစားခြင်းနဲ့ဆိုလို့ရှိရင်စီတီရောနာမှာရှိတဲ့ကေတူမြန်မာဆိုင်မှာတွားဆက်ကြပါလို့ပြောချင်ပါတယ်။ကဲအားလုံးကျေးဇူးတင်ပါတယ်။